သေဆုံးသွားတဲ့သူတွေမှာမပြောနိုင်ခဲ့တဲ့လျှို့ဝှက်ချက်တွေမပြီးဆုံးသေးတဲ့မကျေနပ်ချက်တွေရှိနေခဲ့ရင်ကူညီပေးမဲ့သူလိုအပ်ပါတယ်။အကယ်၍သင်ဟာမတော်တဆမှုတစ်ခုကနေနိုးလာပြီးတဲ့နောက်အဲ့ဒီဝိညာဉ်တွေကိုစတင်မြင်တွေ့လာရရင်ရောမလုပ်မလဲ။ဒီနေ့မှာတော့ mystery fantasy နဲ့ crime romance တွေကိုပေါင်းစပ်ထားတဲ့ Who Are You ဆိုတဲ့ masterpiece ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးကြပါမယ်။ဇာလန်းလေးကတော့အဓိကဆက်ဆောင်ရန်ရှိယွန်ဟာပြင်းထန်တဲ့မတော်တဆမှုတစ်ခုကြောင့်နှစ်ပေါင်းများစွာကိုမာဝင်ပြီးမေမျောနေခဲ့ရာကနေအံ့ဩဖွယ်ရာပြန်နိုးလာခဲ့ပါတယ်။ဒါပေမဲ့နိုးလာတဲ့အခါအတိတ်ကအမတ်တရားတွေပျောက်ဆုံးသွားခဲ့ပြီးအခြားသူတွေမမြင်နိုင်တဲ့သေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေကိုမြင်နိုင်တဲ့ထူးခြားစွမ်းရည်ရရှိလာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမဟာလက်တွေ့ဆန်လွန်ပြီးစုံထောက်အလုပ်ကိုပဲယုံကြည်တဲ့ခြာကန်ဝူးနဲ့အတူပျောက်ဆုံးပစ္စည်းရှာဖွေရေးဌာနမှာစုံထောက်အဖြစ်ပူးပေါင်းလုပ်ကိုင်ရပါတော့တယ်။မတူညီတဲ့သူနှစ်ယောက်ဟာသေဆုံးသွားသူတွေရဲ့မပြီးဆုံးသေးတဲ့နာကျင်မှုတွေအမှုမှန်တွေကိုလိုက်လံဖြေရှင်းပေးရင်းတဖြည်းဖြည်းတန်ရောစဉ်ဖြစ်လာကြပါတယ်။ဒါပေမဲ့ရှီယွန်ရဲ့အတိတ်မှာမေးပြောင်နေတဲ့ဖြစ်ရဆိုးနဲ့ရီစာဟောင်းရဲ့လျှို့ဝှက်ချက်တွေတဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါမှာတော့သူမကိုယ်တိုင်မသိခဲ့တဲ့ထိတ်လန့်စရာအမှန်တရားတွေကိုရင်ဆိုင်ရပါတော့တယ်။ဇလန်ကွေးကောက်တွေနဲ့ရင်ခုန်စရာကောင်းလို့တဲ့ဒီ Who Are You ဇလန်တွဲကိုအစားဆုံးမြန်မာစာတန်းထိုးနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel ရဲ့ bio မှာထည့်ပေးထားတဲ့ Telegram link ကနေအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။